အရှုံးများစွာတွေကဖီနင်းငတ်တကောင်လို့ပြန်လည်ရုံထလာနိုင်တဲ့ Manchester United အသင်းပြက်လူနီးပါးဖြစ်တာတော့မှဒီခေတ်တစ်ခါမှာပြန်ပြီးတော့မှတောက်ပလာနိုင်တဲ့ Manchester United အကြောင်းကိုပြောပြပေးမယ် Manchester United အသင်းကို1888ခုနှစ် Manchester မြို့မှာစတင်တည်ထောင်ခဲ့တယ်အဲ့ဒီအချိန်တုန်းကတော့နာမည်ပေးခဲ့တာက Man U လို့မဟုတ်ဘဲနဲ့ Newton Heath ဆိုတဲ့နာမည်နဲ့ပဲရထားလူသားတွေကစတင်ဖွဲ့စည်းခဲ့တာပါ1902ခုနှစ်မှာတော့အသင်းဟာငွေကြေးအခက်အခဲတွေကြောင့်အပြုလူနီးပါးဖြစ်ခဲ့ပေမဲ့လည်းပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး Manchester United ဆိုတဲ့နာမည်နဲ့ပြန်လည်ရုံထွက်လာပါတယ်။ဒါပေမဲ့ Man U ရဲ့သမိုင်းမှာအကြီးမားဆုံးအဖြစ်ဆိုးတစ်ခုဖြစ်ခဲ့တယ်။ဒါကတော့အားလုံးသိတဲ့အတိုင်းပဲ1958ခုနှစ်မှာဖြစ်ခဲ့တဲ့ Munich လေယာဉ်ပျက်ကျမှုပဲဖြစ်ပါတယ်။အသင်းရဲ့လူငယ်ကစားသမားတွေအပါအဝင်လူအများအပြားဆုံးရှုံးခဲ့ပါတယ်။ဒါပေမဲ့ Man U ကတော့လက်မလျှော့ခဲ့ဘူး။နောက်ပိုင်း1968ခုနှစ်မှာတော့ European Cup ကိုပထမဆုံးချိန်နဲ့စုခုနိုင်ခဲ့ပါတယ်။အသင်းကိုနီးပြအနေနဲ့ Sir Alex Ferguson ရောက်ရှိလာတဲ့အချိန်မှာတော့ Man U ဟာရွှေခေတ်ကိုရောက်ရှိခဲ့ပါတယ်။ Sir Alex Ferguson ခေတ်1986ကနေ2013အထိသူ့လက်ထက်မှာ Manchester United ဟာ Premier League ဆုနဲ့တခြားဆုဖလားပေါင်းများစွာကိုရယူနိုင်ခဲ့ပါတယ်။ Man U fan တွေအနေနဲ့တစ်သက်လုံးမမေ့နိုင်ခဲ့တဲ့နှစ်ကတော့1999ခုနှစ်ဖြစ်ပါတယ်။အဲ့နှစ်မှာ Manchester United က Champions League ဖလားFA Cup ဖလားနဲ့ Premier ဖလားတို့ကို Triple ရရှိခဲ့တာပါ။ Champions League Final မှာ Bayern Munich ကိုနောက်ဆုံးမိနစ်တွေမှာပြန်လည်အနိုင်ရခဲ့တာကတော့ဘောလုံးသမိုင်းထဲကမမေ့နိုင်စရာခံပတ်တစ်ခုပါ။နောက်ပိုင်းမှာ David Beckham, Ringate, Postcode, Cristiano Ronaldo နဲ့ Wayne Rooney တို့စတဲ့ကစားသမားကြီးတွေကလည်း Man U ရဲ့အောင်မြင်မှုတွေထဲမှာအရေးပါခဲ့ကြတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။ဒါကြောင့် Manchester United ဆိုတာအသင်းတစ်သင်းထက်ပိုပါတယ်။အခက်အခဲတွေကြားကနေပြန်လည်ထလာတဲ့သမိုင်းအောင်မြင်မှုကိုမရမနေရှာတဲ့စိတ်ဓာတ်ကမ္ဘာတဝန်းကမရေမတွက်နိုင်တဲ့ပြည်သက်တွေဒါကြောင့်ပဲ Manchester United ကို The Red Devil လို့ကမ္ဘာကသိကြတာပါ။